ကမ္ဘာမြေကြီးဟာအာကာသထဲမှာမတ်မတ်ရက်ပြီးလဲပတ်နေတာမဟုတ်ပဲတစ်ဖက်ကိုအနှဲငယ်စောင်းပြီးလဲပတ်နေပါတယ်ဒီလိုစောင်းနေတဲ့အနေအထားကို axiatic လို့ခေါ်ပါတယ်ကမ္ဘာမြေဟာ23.5 ဒီဂရီအတိအကျစောင်းနေတာဖြစ်ပါတယ်ဒါဆိုကမ္ဘာကြီးကဘာလို့ဒီလိုစောင်းသွားရတာလဲသိပ္ပံပညာရှင်တွေရဲ့အဆိုအရဒါဟာလွန်ခဲ့တဲ့နှစ်ပေါင်း 4.5 ဘီလီယံကဖြစ်ရတစ်ခုကြောင့်ပါအဲ့ဒီချိန်တုန်းကတီယာလို့ခေါ်တဲ့အင်္ဂါဂြိုလ်ရွယ်စားရှိတဲ့ဂြိုလ်သိမ်တစ်ခုဟာကမ္ဘာမြေကိုပြင်းပြင်းထန်ထန်ဝင်တိုက်ခဲ့ပါတယ်ဒီလောက်ကြီးမားတဲ့အရာဝတ္ထုကြီးဝင်တိုက်လိုက်တဲ့အချိန်ကြောင့်ကမ္ဘာမြေရဲ့ဝင်ရိုးဟာဘေးကိုစောင်းထွက်သွားခဲ့ရတာဖြစ်ပါတယ်ဒီတိုက်မိမှုကနေလာမင်းကြီးဖြစ်ပေါ်လာသလိုကမ္ဘာကြီးကိုလည်းထာဝရစောင်းနေအောင်လှုပ်ဆောင်သွားခဲ့တာပါပဲတကယ်တော့လာမင်းကြီးဟာကမ္ဘာကြီးရဲ့ဝင်ရိုးကိုပို့ပြီးမစောင်းသွားအောင်ဒါမှမဟုတ်မရဲရဲအောင်ထိမ့်ပေးထားတဲ့ stabilizer လည်းဖြစ်ပါတယ်ဒီလိုစောင်းနေတဲ့အတွက်ကြောင့်ပဲကျွန်တော်တို့စီမှာရာသီဥတုဆိုတာရှိလာရတာပါကမ္ဘာကြီးနေကိုပတ်တဲ့အခါစောင်းနေတဲ့ဘက်ကနေနဲ့ပိုနီးကပ်တဲ့အတွက်နေအောင်ကြီးကိုပိုရရှိပါတယ်ကမ္ဘာမြောက်ဘက်ခြမ်းကနေဘက်ကိုစောင်းနေချိန်မှာမြောက်ဘက်ခြမ်းကနေရာသီဖြစ်ပြီးတောင်ဘက်ခြမ်းကတော့စောင်းရာသီဖြစ်နေမှာပါ6လကြာလို့ကမ္ဘာကြီးကနေရက်တစ်ဖက်ခြမ်းကိုရောက်တဲ့အခါမှာတော့ရှင်းနေတွေကပြောင်းပြန်ဖြစ်သွားပါတော့တယ်အီကွေတာနာကနိုင်ငံတွေမှာတော့တစ်နှစ်ပတ်လုံးနေအောင်ကြီးဓာတ်ရိုက်ရနေလို့ရာသီဥတုပြောင်းလဲမှုသိမ့်မရှိတာဖြစ်ပါတယ်အစွန်းရောက်ဆုံးစောင်းတဲ့အချိန်တွေကို solstice လို့ခေါ်ပြီးနေ့နဲ့ညအချိန်တူညီတဲ့အချိန်ကိုတော့ equinox လို့ခေါ်ပါတယ်တခြားဂျိုတွေမှာလည်းဒီလိုစောင်းတာမျိုးရှိပါတယ်ဥပမာ Uranus ဂျိုဆိုရင်68ဒီဂရီအထိလုံးဝဘေးတိုက်စောင်းနေတာပါတကယ်လို့ကမ္ဘာကြီးသာမစောင်းပဲမတ်မတ်ကြီးရှိနေမယ်ဆိုရင်ဘာဖြစ်မလဲကျွန်တော်တို့စီမှာရာသီဥတုဆိုတာရှိမှမဟုတ်တော့ပါဘူးနေရာတိုင်းမှာရာသီဥတုကအမြဲတမ်းတသက်မှတ်တဲ့ဖြစ်နေပြီးစိုက်ပျိုးရေးနဲ့တက်ရှိတွေရဲ့ရှင်သန်မှုကအခုတက်အများကြီးခက်ခဲသွားမှာပါကမ္ဘာဝင်ရိုးဟာအမြဲတမ်း23.5မှာပဲရှိနေတာမဟုတ်ပါဘူးနှစ်ပေါင်းထောင်ချီကြာတဲ့အခါမှာ22.1ကနေ24.5ကြားမှာအနည်းငယ်ပြောင်းလဲတက်ပါတယ်ဒီလိုအနည်းငယ်စောင်းတာပြောင်းလဲသွားတဲ့အခါကမ္ဘာပေါ်မှာရေခဲခစ်တွေဖြစ်ပေါ်လာဖို့အကြောင်းဖန်လာတတ်ပါတယ်ဒါနဲ့မကပဲကမ္ဘာကြီးဟာလဲပတ်နေတဲ့ဂျင်တစ်ခုလိုမျိုးထိပ်ပိုင်းကနေဝိုင်းပြီးရိမ့်ရိုင်နေပါသေးတယ်ဒါကို precession လို့ခေါ်ပါတယ်ဒီရိမ့်ရိုင်မှုကြောင့်နောက်နှစ်ပေါင်း12000ကြာတဲ့အခါကျွန်တော်တို့ရဲ့ဒူဝင်ကျဲဟာ Polaris မဟုတ်တော့ပဲဘီကာကျဲဖြစ်လာမှာပါကမ္ဘာကြီးစောင်းနေတာဟာလွန်ခဲ့တဲ့နှစ်တန်းပေါင်းများစွာကအာကာသတွေကစိုးဝါးတဲ့တိုက်ခိုက်မှုတစ်ခုကနေရလာတဲ့လက်ဆောင်တစ်ခုပါပဲဒီ23.5 ဒီဂရီအဆောင်လေးကြောင့်သာကျွန်တော်တို့ကမ္ဘာမြေဟာတက်ရှိတွေပေါ်ကျော်သွားပြီးလှပတဲ့ရာသီဥတုအလှတွေကိုခန်းစား